ဖက်လာလဲ ဒီဝက်တင်မင်းကလား ဇလန်းနေတော်ရတယ် အစတော့ရပြီကျောင်းရအချက်လက်တွေတော့ကျန်တယ် အဲ့ဒါဆိုကျမစီရောက်လာတာပေါ့ မြတ်စင်းကိုတွေ့ချင်တာလားပါပါ မှန်တမ်းပြောရရင်ကျမကကာယကံရှင်ဆိုပေမဲ့အဲ့ကိစ္စကကျမဘာမှမသိဘူးကျမယောက်ျားဘာလို့တည်ရဲဆိုတာခုထိကျမမသိဘူး ကျွန်တော်လည်းအဲ့လိုပဲယုံကြည်ပါတယ်မြတ်စင်းယောက်ျားကိုယ်ဆိုတည်ရတာတခြားအကြောင်းအရာတွေဘူးရှိနေတယ်ကျွန်တော်ချက် ရှင်ယုံကြည်နေတယ်များလို့နေ ကျွန်တော်စာရေးဆရာလေးစာရေးဆရာဆိုတာလူရဲ့မျက်နှာကိုဖတ်နေရအမြင်ကျွန်တော်မြတ်စင်းမျက်နှာနဲ့ဖတ်ပြီးပါတယ် မမခရတာနဲ့မြာစင်းဆိုတာနာမည်ပြည့်ရှိတဲ့အရာတစ်ခုအဲ့ဒါလေးစိတ်ဝင်စားတယ်စာရေးမယ်ဆိုလည်းအခြားခြားတစ်ခုပြောင်းရေးပါလားလို့ကျမအကြံပေးချင်တယ် စာရေးဖို့အကြောင်းအရာတစ်ခုကိုစိတ်ဝင်စားတာအများကြီးပို့ပါတယ်ကျွန်တော်မြတ်စင်းဘုရားကိုစိတ်ဝင်စားတယ် 对吧？那边那边不录。干狗宝宝抓吧，不会的，会呀，啊干。那边那故事在哪里啊？哥是干猫干喵啊！我抓喂抓喂呀，干嘛啊？莫呀！阿爸！ကိုစောအိမ်ကြီးလေသူကစိတ်ယောဂဝေဒနာတွေပေါ့ကိုစောမရှိတော့သူ့ကိုတာဝန်ယူမဲ့သူကလည်းမရှိတော့လမ်းဘေးကအယူတယောက်လူဖြစ်နေတာ အဲ့လိုကသူ့မိုးမခရိုက်တာနားမှာပဲအမြဲတမ်းတွေ့နေရနော် ဟုတ်တယ်အဲ့ဒါကြောင့်လဲလူတွေကဒီမိုးမခရတာထဲမှာစိတ်နေရှိနေတယ်လို့ပြောနေကြတာပေါ့သူကမိုးမခရတာထဲမှာစိတ်နေကိုလာရှာတာတဲ့စိတ်ယောဂတဲ့ဆိုပေမဲ့သူကလူတွေဒုက္ခမပေးတတ်ပါဘူး ကျွန်တော်တခုနေတယ်အဲ့ဒီမိုးမခရိုက်တာကစိတ်နေကြောက်သွားတယ်ဟာတစ်စင်စကားလား ကျမတို့ကိုစောပြောပြပူတာပဲရှင်ကဘာလို့အဲ့ဒါစိတ်ဝင်စားနေတာ ကျွန်တော်အစားအေးကြလေဘယ်လိုကိစ္စမျိုးဆိုကျွန်တော်စိတ်ဝင်စားတာ ကျမတို့ရှင်ကအဲ့ဒါစိတ်ဝင်စားစီချင် ဘာဖြစ်လို့လဲ ရှင်စိတ်ညစ်ရလိမ့်မယ်
မ်းလျှော်ရင်းနဲ့ဝင်လာဆန်းကြီးရလာဟာလှလိုက်တာဗျာဆရာတို့မမလေးတို့ခဏလေးအမှတ်တရလေးဓာတ်ပုံလေးရအောင်နော်ရှုခင်းလေးနဲ့ ရိုက်လိုက်ပါ ဟုတ်သားမမလေးရဲ့အခုလိုပန်းကင်းလေးနဲ့မြက်ခင်းလေးပေါ်မမလေးနဲ့ဆရာလေးတို့နှစ်ယောက်တွဲထိုင်နေရလေးအမှတ်တရပုံလေးပြအောင်ရိုက်မယ်နော် အာဘယ်ဖြစ်မလဲ ညအောင်မြတ်ချင်းပြောရိုက် ရပါတယ် အဲ့ကရပါလေသူတိုင်လိုက်ပါရိုက်မယ်ခဏနေလေးကြည့်ပါမမလေးဟုတ်ပြီဗျာဒါလည်းရိုက်ပြီ1 2 3ဟုတ်ပြီဗျာ ကိုကျော်သောဝေဘယ်ကလှည့်လာလဲဗျ ငါရှိရလားအစင်ပြေရ ပြီးပါလေဗျ ငါအစင်ပြေနေတော့ကြားပြီးသားပါ ဘာတွေကြားထားလို့လဲ ငါရှိကိုလေဒီတယောက်လာတာနဲ့ဆိုလို့ ဟောမြတ်သိမ့်ပြောတာလား ကျွန်တော်စေနာသတိပြရတော့ငါအဲ့ကောင်ကလေးနဲ့ပတ်သက်တာတိတ်မကောင်း ကျွန်တော်အမြင်ပြောရရင်တော့မြတ်သိမ့်ကတိတ်အပြစ်ပြောကြတယ်မရှိဘူးထင်တာခင်ဗျာဘယ်လိုမျိုး လို့ပါပြီမဟုတ်ပေါ်လာပေါ်လာဆိုတောင်းရင်ရသတိပေးတာကိုမောင်ခဏဒီမှာကြောက်အောင်ပါ ကြောင်းပါဦးဗျာဆန္ဒနေတယ် သူကကျမကဘယ်တော့မှအကောင်းမြင်တဲ့လူမှမဟုတ်တာအဲ့လိုပဲပြောမှာပေါ့ ကျွန်တော်တို့ကရင်းနေတာကို तू ကတိတ်သဘောမကျဘူး အဲ့ဒါကြောင့်ပြောတာပေါ့ကျမစီကိုခဏခဏမလာပါနဲ့လို့ ကျွန်တော်ကညစိမ့်အတွက်အမှန်တရားကိုရှာပေးခြင်းလို့ပါ ကျမတို့နဲ့လှုပ်ရှုပ်ခံပြီးတော့စဉ်းစားပြီးတော့ရှင်ပြောက်မတွေ့ဘူးလေ ။မတိုင်းပြောရရင်မုံခရိတ်တာကိုကျွန်တော်စာရေးဖို့အတွက်စိတ်ဝင်စားတာ။ဒါပေမဲ့အခုကျွန်တော်ယူရပြောင်းသွားပြီ။ညစိမ့်အတွက်အမှန်တရားတစ်ခုကိုကျွန်တော်စူးစမ်းပြီးရှာကြည့်ချင် ကိုကျော်စောဝေကိုတော့ရှင်သတိထားစေချင်တယ်နော် ။သူ့ကိုညစိမ့်ဘာလို့လက်မခံခဲ့တာလဲ သူ့ကိုချစ်လို့မှမရတာ ။ကိုစောနဲ့ကြတာလား ကိုစောနဲ့ကျမကိုလူကြီးတွေကစီစဉ်ပေးခဲ့တာ ။ဒါဆိုညစိမ့်မှာချစ်သူတယောက်မှမရှိခဲ့ဘူး။ ရှင်ကစုံတော့ဇာတ်လမ်းရေးမှာလားအချစ်ဇာတ်လမ်းရေးမှာလား မဟုတ်ပါဘူးဗျာကျွန်တော်အဲ့ကောင်မလေးတနာလို့ပါဘာကြောင့်လဲမသိဘူးဗျာသူလောက်တာမဟုတ်ဘဲနဲ့ဆွဆွခံနေရတယ်လို့ကျွန်တော်စိတ်ထဲမှာထင်နေတာ ဒါပေါ့လေစကားကနေမပြောမနဲ့ရင်ခုန်တန်ချက်နားလည်နေကြတယ်ဆိုတာဒါမျိုးကိုပြောတာဖြစ်မှာပေါ့ နောက်ပိုင်းမှာတန်တာကျွန်တော်အဲ့ဒီကိစ္စကိုတကယ်စိတ်ဝင်စားလို့ပူကြည့်တော့တာ အဲ့ဒါဆိုလို့ရှင်လေကျမဝိုင်းစဉ်းစားပြရတာပေါ့အားလုံးကညာစင်းကသူ့ယောက်ျားကိုတတ်လိုက်တယ်လို့ထင်နေကြတယ်ရှင့်ကညာစင်းမဖြစ်နိုင်ဘူးလို့ထင်တယ်အဲ့ဒါဘာကြောင့်လဲ
ကိုစော်တေးရတာအသက်ခံရတယ်ဆိုတာမှန်လို့ရှိရင်ညစိမ့်ပြင်တခြားအကြောင်းရတယ်ရှိနေ ဘယ်လိုအကြောင်းရလဲ ဥပမာဗျာပြောင်းနေတဲ့စိန်တွေတို့ကြော်စောဝီတို့ ကျော်စောဝေကညာစင်းကိုလိုချင်လို့ကိုစောကိုတတ်လိုက်တယ်လို့ရှက်ထင်နေတာလား ဟိုတင်တာမဟုတ်ပါဘူးကျွန်တော်စဉ်းစားကြည့်တာ အဲ့ဒါဆိုရင်ငါတမျိုးစဉ်းစားကြည့်မယ်နော်ကိုစောကစိန်ကိုပြန်ရှာလို့တွေ့သွားတယ်အဲ့ဒီစိန်ကိုလိုချင်တဲ့လူတရားယောက်ကအဲ့ဒီတဲလွန်စားကိုရသွားပြီးတော့ကိုစောကိုတတ်လိုက်တာမျိုးမဖြစ်နိုင်ဘူးလား ဘယ်လိုစဉ်းစားလာဖြစ်နေလဲ အဲ့ဒီစိန်တွေလိုချင်တဲ့လူဆိုတာရောဘာလို့ဖြစ်နိုင်လိမ့်မယ်လို့ရှင်းထင်လဲ ဒါကတော့ဘယ်လိုမှမစိုးဖြစ်နိုင်တာပဲ အဲ့ဒီဘဒူမဆူဆိုတဲ့အထင်မှာညာစင်းရောမပါနိုင်ဘူးလား ဒါမှပါနိုင်မှာ မနေ့ကကျမတို့ကြာဖုန်းဆက်တော့မှအရှင်းချောင်းမင်းနေသေးတယ်ရှင်ပြန်သွားပြီလားတဲ့ ပြောလိုက်ပါကျွန်တော်လည်းသတိရပါတယ်သူကကြောင်းပါ ကျောင်းမယ်ထင်တယ်ဒေါ်နုရေကော်ဖီတစ်ခွက်လောက်ဖြော်ခဲ့ပါအောင် တော်ပြီမသနာကျွန်တော်သွားအောင်မယ်ဟုတ်ကဲ့ ဟာ မမေးပါဘူးကွာမင်း ဒီတော့တော့မဟုတ် အဆရာလာလေးဆရာတော့လိုက်ဖို့မယ်ဆရာ မင်းလည်းမသိဘူး ရှင်ကားနဲ့လိုက်တယ်လေဟာလား ဟုတ်တယ်မလားဟာမတော်တဆလိုက်တာတမင်တကာဝင်တက်တယ်လေ ကျမမြင်ပြောရရင်တော့ဒါတာမန်ကိစ္စမဟုတ်တော့ဘူးထင်တယ်ရှင်စုံစမ်းနေတဲ့မိုးမခိုက်ရတာနဲ့ပတ်သက်နေလိမ့်မယ်ထင်တယ် ကျွန်တော်လည်းလို့ထင်တယ် အသက်အငယ်ထိခိုက်လာပြီဆိုတော့ရှင်ရဲစခန်းနေပါလေအကြောင်းကြားထားရင်ကောင်းမယ်ထင်တယ် ဟာအဲ့လောက်ထိတော့မလို့သေးဘူးကျွန်တော်နည်းနည်းစောင့်ကြည့်လိုက်ခြင်း ရှင်အဲ့ဒီကိစ္စကိုစုံစမ်းနေတဲ့ရဲတန်းကရလိုက်တော့ရင်ကောင်းမယ်ထင်တယ်ကိုနဲ့လည်းဘာမှမပတ်သက်ပဲနဲ့အလကားတက်တက်နဲ့ မသနာပြောတာစေတနာနားလည်ပါတယ်ကျွန်တော်ဒါပေမဲ့လို့ကျွန်တော်ကလည်းတမျိုးလားအဲ့လိုမျိုးစိတ်ဝင်စားတာတစ်ခုနဲ့မလုံးရင်ကြိုက်လို့ကြတယ် ကျမစိတ်ပူလို့ပြောတာပါရှင်ကားနံပါတ်ကိုမှတ်မိလိုက်လား အညာကြီးကမှောင်မဲနေတာဆိုတော့ဗျာကားမီးလုံးပဲမြင်လိုက်ရတယ်ဘာကားမှတော့သိစားမသိလိုက် ကျမလည်းဘာပြောမှမသိတော့ပါဘူးပြောလဲရှင်နားထောင်မှာမဟုတ်တာ ဒီကိစ္စကိုစုံစမ်းဖို့တော့မတားနဲ့တော့မသနာကြီးကျွန်တော်မရတော့ break လို့မရတော့တော့ပါ အဲ့ဒီဒါတော့ရှင်တဘောပေါ့ကျမရှင်တွေပြောတာ ဟုတ်ဟန်သိပါကျေးဇူး
ဒါလည်းရောက်နေကြပြီ ကျမရှင်းအောင်စောင့်နေတာရှင်ဒီမျိုးကဘယ်တော့ပြန်မှာလဲ ဘာဖြစ်လို့ ရှင်ဒီမမခရီတာကြီးကအများဆုံးထွက်သွားတယ်မင်းမနေ့ကရှင်ကားနဲ့တိုက်ခါရဆို ငါသိနေဘူးပြော ဥဖိုးထုံးပြောပြတာ ဥပုထုံက ဥဖိုးထုံးနဲ့ကကျမတို့ကအတူနေလာကြပြီလေသူလည်းဟန်ချီရနဲ့ပြောတဲ့ဘာသာစကားကိုကျမအကုန်နားလေတယ် ဟုတ်တယ်ငါသိကိစ္စကကျွန်တော်လိုက်စုံစမ်းနေတာတယောက်ကမကြိုက်ဘူးထင်တယ် ကျမလည်းမကြိုက်ဘူး ဗျာ ရှင်ဒီကိစ္စတွေကိုမေ့ပြီးတော့ဒီကပြန်သွားပါတော့ ခြားကိစ္စတွေကမပြည့်ရလွယ်ပါတယ်ငါသိနေပတ်သက်တာကကျွန်တော်မင်းမဖြစ်ချင် ရှင်ဒီကထွက်မသွားဘူးဆိုရင်ကျမထွက်သွားရလိမ့်မယ် ငါသိ ကိုမောင်ရှင်ကိုကျမကြောင့်အန်တယ်မဖြစ်စေချင်ဘူးရှင်ပြန်มาတော့ ငါသိ ကျမရှင်လည်းမပို့ပါနဲ့တော့ကျမကပြန်မယ် ဆရာညနေမှမနေစားရေးပြီလေဆရာပြော မင်းတို့မကြည့် ဟုတ်ကျွန်တော်နဲ့ဈေးထိပ်မှာတွေ့တာဆရာပြန်သွားပြီလားလို့ကျွန်တော်မေးတယ်အဲကျွန်တော်ကဆရာမပြန်သေးရှိပါသေးတယ်ဆိုတော့ဒီစားလေးရေးပြီလေဆရာဘယ် ဗျာ မင်းလည်းမစားဘူးပြင်လာတယ် ဘာဖြစ်လို့လဲဆရာ မင်းချက်ကြောတော့လည်းပြောရတယ်ဘယ်ကစားရင်းမှာမရှိတော့ဘူး ဆရာပြန်တော့မှာ ရှိတယ်ဒါသိရှိလား 梦里 ဒါသိရှိတယ် 是梦里的天马戏，谁来梦里没戏路，马拉路下，是多么。 ဒါသိဒါသိကျွန်တော်မနေ့ကပြန်တော့မယ်အဲ့ကျွန်တော်များစင်းကိုလာလို့ဆိုတော့ဒါသိကျွန်တော်ပြန်တော့မယ် ဆ
ဒီလေမြတ်စင်းရှိလားကွာ မရှိဘူးဆရာလေးမနေ့ကမျိုးလဲထွက်သွားတယ် သူပြန်လာလို့ရှိရင်ကိုရေးကြီးတွေးချင်လို့လိုက်ရှာနေလို့ပြောဘူးနော် ဟုတ်ကဲ့ဆရာလေး တခြားပြောလိုက် ဟုတ်ကဲ့ မတနာလို့မရှိကြ အမလေးပြင်သွားနေတယ် ဘူးဟိုကကျွန်တော်မတနာတို့စာဆောင်ရေးပြီးရမယ်နော် ဟုတ်ကဲ့ နော် ရပါတယ် မတနာကိုဇော်နဲ့ပတ်သက်တဲ့တဲလုံစားတွေကျွန်တော်ရထားတယ်မုံခရိတ်တော်အမြန်ဆုံးလိုက်ခဲ့ပါကိုမောင်ရေးကြည့်လို့ပါလို့ တဲလုံစားဆိုတာဘာလဲ စာရေးရကိုတို့ရှိကိုမလေးတွေကရေးတဲ့စာ စာရီ ဟုတ်တော့ အဲ့စာရီကဘာလဲ ကျွန်တော်ထိန်းထားတယ်ငင်းရဟိုကိုဇော်တည်တဲ့နေ့ကိုမတနာမှတ်မိတယ် မင်းက10ရက်နေ့ အဲ့ဒီနေ့မှာကိုဇော်ရှိကိုလာမယ်လို့ကောင်မလေးတို့ကချင်းထားတဲ့စာပါတယ် အဲ့ဒီစာရီဘာမှလဲ အဲ့စာတွေကမတနာနဲ့ဘယ်လိုပတ်သက်လဲ အဲ့ဒီစာရီကိုကျမခဏလောက်ပြစမ်းပါ ကျွန်တော်မေးတာအရေးဖြစ်ပါဦးအဲ့စာတွေကမတနာနဲ့ဘယ်လိုပတ်သက်လဲ ပတ်သက်တယ်အဲ့ဒီစာရီကျမရေးထားတဲ့စာရီ
ဟုတ်တယ်ကိုပေါ်မကိုစောသေးခဲ့ရတာကျမကြောင့်ပဲကျမအိမ်တော်မကြခင်တော့ကိုစောနဲ့ကျမနဲ့ညှိခဲ့ကြဘူးလေအိမ်တော်ကြပြီးတဲ့နောက်ကျမသူနဲ့အကင်းရှင်းဆုံးဖြစ်အောင်ကျမနေခဲ့တယ်။ဒါပေမဲ့သူကကျမအမြဲတမ်းလိုက်ပြီးနောက်ဆက်တယ်။အဲ့ဒါအရှင်တော့လေအခုကျမအိမ်အောင်ကြာရွေးဆုံးတော့မှမှဆက်ပြန်ပါတော့ဘာမှချာဝရမနေနဲ့တော့ဒီမှာကျမအိမ်အောင်ကြာပြီလို့ရှုံပြောနေမှာလားရှင်ပြန်တော့ဟာရွေးနေတော့ရှင်လည်းမခံလို့မရဘူးဒါအမှန်ပဲသူနဲ့ကျမနဲ့ချစ်သူတွေဖြစ်တော့မှကျမရေးခဲ့တဲ့စာဓာတ်ပုံမျိုးပြပြီးကျမအမြဲတမ်းပဲအချက်တယ်ကျမရဲ့ခင်မောဂုဏ်တရားရှိလူကြီးလူကောင်းတရားကျမကြောင့်သူနာမည်ပြတ်ပါတိတ်ခါကြမှာကျမလုံးဝအဖြစ်မခံနိုင်အဲ့ဒါကြောင့်သူ့စီအစာရေးဓာတ်ပုံတွေပြန်ပေးပါလို့ကျမသူနင်းမျိုးစုံနဲ့တောင်းခဲ့အဲ့ဒီနေ့ကတော့အဲ့ဆောင်ရှင်ဘာလို့တိတ်မှာလဲပြန်ပေးပါဟာဘာလို့မှလည်းမင်းတို့ပြီးရမင်းတို့တော့ထုတ်တော့အခုဆောင်အဲ့ဆောင်ပြန်ပေးလို့မှပြောနေတာမရှိတော့ဘူးငါ့မှာမရှိတော့ဘူးအဲ့စာတွေတရားပုံမှန်ကိုဆောင်မှာတောင်းနေတယ်လုံးဝကိုဆောင်ကျွန်တော်ကအဲ့ဆောင်ပြန်ပေးပါအဲ့ဆောင်မင်းဆောင်ပြီးတော့မင်းဆောင်ပြောတာအော်ဒီရကိုဆောင်ပြန်ပေးတော့ပြီးကိုဆောင်ရှင်ကျွန်တော်ပြန်ပေးလို့ပြောနေတယ်နော်တော့ဒီနေ့ဒီမှာအိုးဆိုင်တော့ပါမယ်ကိုစောတဲ့ခဏလောက်ဖြစ်ဖြစ်တွေးပြရစီဟာခုကြာမတွေးချင်တော့ဘူးကိုရီဖြစ်ကုန်လောကကြီးပြောင်းလဲကိုဆောင်ဒေါသအလျောက်ရိုက်ချလိုက်မိတာအထီးကတော့ကျမရဲ့စာတွေကျမပြန်လို့ချင်တာပဲအဲ့ဒီစာတွေပြန်ရလို့ကိစ္စတွေအားလုံးပြီးပြီလို့ထင်ထားခဲ့တဲ့အချိန်ရှင်ဒီမျိုးရောက်လာခဲ့ကျမတောင်းမှလည်းကိုမပဲကျမစာတွေပြန်ပေးပြီးတော့ရှင်ဒီမျိုးကနေထွက်သွားပေးပါအဲ့ဒီတော့ရှင်ဘာလို့ချင်ဘာဖြစ်ချင်ကျမအားလုံးလုပ်ပေးနိုင်ပါတယ်
မှပါလေရှင်အဲ့ဒီစာတွေကိုပြန်ပေးပါကျမရဲ့ဘဝကိုမဖြတ်စည်းနိုင်ပါနဲ့အဲ့ဒီစာတွေပါမလဲ ကျွန်တော်သဘောပြောရရင်ဗျာမတနာတရားဥပဒေအတိုင်းပဲဖြည့်ရှင်းလိုက်စီချင်ပါတယ် 你还好不过吗？哭起嘛，这么一个话，你连一下的，这么一能吗？啊，送这么看来的，比如这个啥，现在这么人没有天地了，那叫什么这么当然的了？ ပြဿနာတွေကိုအဲ့လိုနည်းနဲ့ဖြေရှင်းမှလည်းမတန်တာကျွန်တော်အနေနဲ့ကတော့အဲ့စာတွေကိုတက်ဆိုင်ရလက်ထက်ထည့်လိုက်ဖို့ဆုံးဖြတ်ပြီးသား 这么啥人嘛，他那里？ အဲ့စာလေးကိုပြီးတယ်မင်းတို့ဒီပေါ့ 这么傻逼逼，傻逼逼在用，那你有往心，什么嘛他那里了？ အဲ့စာလေးတော့တက်ဆိုင်ရတာ 干嘛？没嘛要的，都也没挖的，路要但我们留着先拿的，哎。 မင်းငါ့ကိုတက်လဲလူတယောက်တေသွားအောင်ပဲရှိမှာပေါ့စာတွေကမင်းလည်းရောက်လာ 先出呗，这个早现在马上就先维修你啊来，哎。 ငါမှတရားကိုချစ်တယ်မင်းတရားဥပဒေပြန်ပြီးဖြည့်ရှင်းရတယ် ကောင်းပြီရှင်ဒီလောက်တော့ခေါင်းမာနေတယ်ဆိုရင်တော့လေရှင်ထိုင်နေရှင်ကံမယ်
ကြောင်ကြောင်စာရေးဆရာတယောက်အိမ်တစ်လုံးထဲမှာတယောက်တည်းစာလာရေးရင်းနဲ့ဓာတ်လိုက်ပြီးတည်သွားတယ်ဆိုရင်ကြားရလူရတော့တနာကြမှာပဲနော် 哎，没事会别来上，妈的要别来上，知道吗？ ရှင်တင်ရမှာကြောက်တယ်ဆိုရင်လေကျမလိုချင်တဲ့စာလေးထုတ်ပေးလိုက်ပေါ့ ငါတရားမှကြောက်လို့ပြောနေရမှာမင်းအမားကြီးဆက်တော့ပါလိမ့်မယ် တနာကြီးရဲ့ဘဝမှာနောက်ပြန်ဆိုလို့ထုံးစံလုံးဝမရှိဘူးကဲရှင်းစာပေါ်မှာထားတာလေပေးမှမသိဘူးလားဒါပဲပြောကောင်းပြီရှင်းကျွန်မ3မိနစ်အချိန်ပေးမယ်3မိနစ်ပြည့်လို့မှရှင်ခေါင်းမာနေနေဆိုလို့ဒီခလုတ်ကလေးကိုနှိပ်လိုက်ရုံပဲ တမလေးရှိသွားရဲ့ပုံမှာနမနဲ့3မိနစ်ပြီခါ ခုဆိုရင်ဟိုဆိုင်ဆရာလေးနဲ့မြာစင်းစုတဲ့ကောင်းမလေးကနှစ်ယောက်တူတူရန်ကုန်ကိုပြန်သွားကြပါပြီဒါနာကင်ဆိုတဲ့မိန်းကလေးကတော့ဥပဒေရဲ့တာနိုင်တွေနောက်ွယ်မှာရောက်ခဲ့ရပြီပေါ့လောဘသာကြော်စိုးဝေးဆိုတဲ့လူကတော့ဒီအိမ်ကြီးကစိတ်တွေကိုရအောင်ရှာနေဦးမှာပဲသူဘလောက်ပဲရှာဒီစိတ်တွေကိုဘယ်တော့မှတွေ့တော့မှာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီစိတ်တွေကဒီအိမ်ကြီးထဲမှာရှိနေတယ်
modoga mo ကျုပ်ကတော့ထုံးစံတိုင်းပဲလေဒီချိန်ကြီးတည်းမှာ